ကောင်လေးဟာသူ့ဖေရဲ့ခြေရင်းကကြောက်တုံးထဲမှာရတနာတစ်ခုဝတ်ထားတာကိုမြင်လိုက်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ဖေဟာအကျွေးတွေကြောင့်စိတ်တက်ကြပြီးအိမ်ကောင်မိုးပေါ်မှာရက်နေတယ်သူ့အမေလည်းပြင်းထန်တဲ့ယောဂနဲ့ဆေးရုံတက်နေရတယ်ကောင်လေးကသူ့ဖေကိုကြောက်တုံးကြောင်းမြင်မြင်ပြောပြပေမဲ့သူ့ဖေကသူ့လိန်နေတယ်လို့ထင်နေတယ်သူ့ဖေကိုယုံကြည်အောင်ကြောက်မြတ်ရတနာအကဲဖြတ်သူစီတိုက်ရိုက်ခေါ်သွားတယ်အကဲဖြတ်သူကကြောက်တုံးကိုမချီမဲ့မြင်ပြုတဲ့အကြည့်နဲ့ကြည့်ပြီးအတုံးမဝင်နဲ့ကြောက်တုံးတုံးလို့ပြောတယ်ကောင်လေးကအရန်တော်သားထွက်နေတဲ့အကဲဖြတ်သူကိုနောင်ကျေးထက်ရဲလားလို့မေးတယ်အထဲမှာကြောက်စိမ့်ရှိရင်အကဲဖြတ်သူကတောင်းပန်ရမယ်အထဲမှာဘာမှမပါရင်ကောင်လေးကဒေါ်လာ3သိန်းပေးမယ်ဒါကိုကြားတော့အကဲဖြတ်သူကယုံကြည်မှုရှိသဘောတူလိုက်တဲ့အနီးနားကလူတွေကိုလည်းဒိုင်လူကြီးအဖြစ်ဆောင်ရွက်ပေးဖို့တောင်းဆိုတယ်တက်ရောက်လာတဲ့လူတိုင်းကကောင်လေးကအရန်ရိုးလွန်းတယ်လို့ထင်ကြတယ်သူတို့ကသူ့ကိုလှောင်ပြောင်ပြီးရှုံးပါသေးကြတယ်လို့ပြောကြတယ်ပြီးတော့အကဲဖြတ်သူကကြောက်တုံးကိုလှိဖြတ်တော့တယ်ဒါပေမဲ့အထဲမှာဘာမှမရှိဘူးဒါပေမဲ့ကောင်လေးကလုံးဝမအံ့ဩဘူးသူကအကဲဖြတ်သူကမှားယွင်းတဲ့နေရာကိုဖျက်မိတယ်လို့ပြောပါတယ်ကောင်လေးလုံးဝရှုံးနေကြောင်းဝန်ခံအောင်ကြောက်တုံးရဲ့အလဲကနေဖြတ်ဖို့လည်းပြောခဲ့ပါတယ်အကဲဖြတ်သူကလိုအပ်တယ်လို့ကြောက်တုံးကိုပြန်ဖြတ်ခဲ့ပါတယ်လူတိုင်းရဲ့မျက်နှာမှာအစိမ်းရောင်မီးတွေပေါ်လာပါတယ်အထဲမှာအရေးသွေးမြင့်အစိမ်းရောင်ကြောက်စိမ်းတုံးပါလူတိုင်းအရန်အံ့ဩသွားပေမဲ့ကောင်လေးကဖြတ်တောက်ဆက်စီပြန်လျှောက်သွားပါတယ်သူကကြောက်တုံးကိုထပ်ပြီးလှိဖြတ်ပါတယ်ဒီတစ်ခါတော့အထဲမှာတောက်ပတဲ့အနီရောင်ပဒများတစ်လုံးပေါ်လာပါတယ်အကဲဖြတ်သူကကောင်လေးကိုတောင်းပန်ဖို့မြန်ဆန်ဆန်ကိုင်းညွှတ်လိုက်ပါတယ်ကြောက်တုံးတုံးထဲမှာကြောက်မြတ်ရတနာ2မျိုးရှာတွေ့ဖို့အလွန်ရှားပါပါတယ်ဒါကိုမြင်တော့ချမ်းသာတဲ့တထေးကြီးကဒေါ်လာ2တန်းနဲ့ချက်ချင်းဝယ်ဖို့ကမ်းလှမ်းခဲ့ပါတယ်ကောင်လေးကချက်ချင်းသဘောတူခဲ့ပါတယ်ဘိုင်းမှာသူ့မိရဲ့ခွဲစိတ်မှုအတွက်ငွေကိုယူခဲ့ကြပါတယ်ဒါပေမဲ့သူနာပြုတယောက်ကသူ့မိကိုအခကြေးငွေမပေးလို့ဌာနကနေမောင်းထုတ်လိုက်တာကိုသူတို့တွေ့လိုက်ရပါတယ်သူ့ဖေရောက်လာတဲ့အခါသူနာပြုရဲ့မျက်နှာကိုငွေနဲ့တက်တက်ပြပောက်လိုက်ပါတယ်ထို့နောက်အင်းတို့ဒီလူနာဆောင်တို့ပြန်လည်ရောက်ရှိလာကြတော့လေကောင်လေးဒီသူ့မိတွင်ကင်ဆာလုံးဝမရှိကြောင်းတွေ့ရှိခဲ့သည်တာမန်ရောင်ရမ်းမှုတစ်ခုသာဖြစ်သည်ကောင်လေးဒီဒေါသတကြီးဖြင့်ဆရာဝန်ထံသွားရောက်ရှာဖွေခဲ့သည်ဆရာဝန်သည်ထိုအကြောင်းကိုကြားသိသောအခါချက်ချင်းစုံစမ်းစစ်ဆေးမှုတစ်ခုစတင်ခဲ့သည်သူနာပြုသည်စိတ်မှတ်တမ်းများကိုပြောင်းလဲခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်သူမသည်ခွဲစိတ်ကုသစရိတ်မှအမျက်ဆုံးရရှိရန်သာပြုလုပ်ခဲ့ခြင်းဖြစ်သည်ဖော်ထုတ်ခံရပြီးနောက်သူနာပြုသည်ဒူးထောက်တောင်းပန်ခဲ့တော်လဲညီသူမျှသူမကိုခွင့်လွှတ်လိုခြင်းမရှိပါထိုအချိန်တွင်ကြောက်တုံးကိုဝယ်ယူခဲ့သောချမ်းသာကြွယ်ဝသောတထေးကြီးကဖုံးဆက်ပြီးကောင်လေးအားရှေးဟောင်းလေးလံပွဲသို့ဖိတ်ခေါ်ခဲ့သည်အခွင့်အရေးတစ်ခုဖြစ်ကြောင်းကောင်လေးသဘောပေါက်ခဲ့သည်ယခုတစ်ချိန်တွင်သူသည်သူ့မိသားစုကိုဘီလီယံနာများဖြစ်လာစေရန်လှုံ့ဆော်တော်မူဖြစ်သည်